Hello မင်္ဂလာပါကျွန်တော်ကတော့ W White ရေရှိုးတယ်ခုကတော့တန်ရှင်းရေးပဲဆော့ကြတာမသိဘူးနော်ခုကspecial program announcement ကလည်းညင်သွားပြီအဲဆိုတော့ပြီးမှုချန်ကုတ်လေးတွေလည်းပြီးသွားပြီပေါ့နော်ဒါပဲက expert ဖြစ်တယ်ဒီနေ့နောက်ဆုံးကြည့်အောင်ပေါ့နော်အဲဒါဆိုတော့ခုလာမယ့် batch တွေကိုညင်သွားပြီနော် batch ဒီမှာ batch 1က Turing ရဲ့ Bandy ကတော့ post fighter ဟာရပါလာပြီနော်ဒီ screen shot open လေးပါလာပြီ screen shot open လေးပါလာပြီနောက်ကျတော့ page 2ကကျတော့ Fascia Farisa ရဲ့ရှစ်လုံးနိုင်โอเคနောက်ကနေဘာယူကြမလဲငါတော့ခု new hero new character ပေါ့ new hero Turing ကိုလည်း try နေတယ် Bandy character တွေအတွက်ကလည်း Bandy ရဲ့ screen shot open အသစ်ကိုလည်းဖတ်လာမှာဆိုတော့ Bandy main နေလည်းရှိကြတာဒီကတော့ဟောပေါ့waifu ရုံးနဲ့ပါပြီပေါ့သင်ရဆိုလဲဖားကြည့်ရအောင်နော်ကျွန်တော် train လုပ်ဖို့အတွက် subscriber 50လို့ကျွန်တော်ရဲ့ channel page လေးကို subscribe လုပ်ပေးကြပါဦးဒီနေ့ဒီမှာလည်း peace out